Did you know I saved your note, folded in my wallet? မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထူးခြားစမ်းပြပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဂျပန်လူမျိုးတွေရဲ့ရှီဟောင်းအလှအပရေးရာရိုးရာဓလေ့တစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့လာကတော့သွားတွေကိုအမဲအောင်ချဲတတ်တဲ့ Ohaguro ဆိုတဲ့ဓလေ့ပဲဖြစ်ပါတယ်ရှေးခေတ်ဂျပန်နိုင်ငံမှာအမျိုးသမီးတွေဟာတန်တက်နဲ့ဗီနီဂါကိုအသုံးပြုပြီးသူတို့ရဲ့သွားတွေကိုအမဲအောင်ချဲတတ်လိရှိကြပါတယ်ဒီလိုသွားအမဲအောင်ချဲတတာဟာအိမ်တောင်းတဲ့အမျိုးသမီးတူဦးဖြစ်ချောင်းဖော်ပြရဲ့အမှတ်အသားတစ်ခုပါရိုးရအရာဇနီးဖြစ်သူဟာခင်မွန်းတဲ့အိမ်ကိုမပွင့်ခင်မှာဆွေမျိုးခုနှစ်ဦးထံကနေတန်တက်ပါတဲ့စီးရည်တွေကိုတောင်းခံရပြီးပထမဆုံးအမဲအောင်ချဲခြင်းဆိုတဲ့အခမ်းအနားကိုပြုလုပ်ရပါတယ်14ရာစုကနေ15ရာစုနှစ်တွေမှာတော့ဒီဒလိဟာလူကြီးတွေကြားမှာအသုံးများခဲ့ပြီးပဲ16ရာစုနောက်ပိုင်းမှာတော့စစ်တေနာပတိတွေရဲ့သမီးလေးတွေဟာအသက်9နှစ်အရွယ်မှာတဲ့အရွယ်ရောက်ကြောင်းအမတ်အသားအနေနဲ့သွားတွေကိုအမဲအောင်စတင်ခြေတက်ခဲ့ကြပါတယ်အဲ့ဒီခေတ်ကတော့နိုင်ငံရေးအရအိမ်တောင်ပြုဖို့ပြင်ဆင်တဲ့သဘောပေါ့ဒီ Ohaguro ဒလိကိုလှုပ်ဆောင်ရတဲ့အကြောင်းရင်းတွေကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်တစ်ချက်ပထမတစ်ချက်ကတော့သွားချမ်းပါကြီးပါဒီလိုခြေတက်တာဟာသွားဖို့စားခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်ဒုတိယအချက်ကတော့တစ္ဆာတရားပါအမဲရောင်ဟာဘယ်တော့မှအယောင်မပြောင်းသလိုလင်မယားအကြားတစ္ဆာတရားဟာလည်းထာဝရခိုင်မြဲရမယ်ဆိုတဲ့ဆိုရိုးစကားအတိုင်းခင်မွန်းအပေါ်တစ္ဆာစောင့်တည်မှုကိုပြသတာဖြစ်ပါတယ်အဲရိုခစ်ကိုရောက်တဲ့အခါမှာတော့အိမ်တောင်းတဲ့အမျိုးသမီးတိုင်းဟာမျက်ခွန်းရိပ်ချင်းနဲ့သွားအမဲချဲခြင်းကိုမဖြစ်မနေလှုပ်ဆောင်လာကြပါတယ်ဒီဒလိဟာဂျပန်တင်မကပဲမြန်မာနိုင်ငံရဲ့အာခါလူမျိုးတွေအပါအဝင်အရှေ့တောင်အာရှနဲ့တရုတ်နိုင်ငံကလူနည်းစုမျိုးဆွေချာမှာလဲယနေ့တိုင်ရှိနေဆဲဖြစ်ပါတယ်။1880ခုနှစ်မှာတော့ဂျပန်အစိုးရကဒီဒလိကိုတရားဝင်ပိတ်ပင်ခဲ့တာကြောင့်နောက်ပိုင်းမှာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။အခုခေတ်မှာတော့ရိုးရာပွဲတော်တွေနဲ့ပြားဆက်တွေနဲ့ရုပ်ရှင်တွေထဲမှာပဲမြင်တွေ့နိုင်တော့တာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ဂျပန်တို့ရဲ့ထူးခြားလာတဲ့တွားအမဲအောင်ချဲခြင်းရိုးရာအကြောင်းပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံတင်မကပဲကျွန်တော်တို့ရဲ့အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်းရှီးရခင်ကသွားအမဲရောင်ထားတဲ့စိတ်ဝင်စားစရာဒလိတစ်ခုရှိခဲ့ပါသေးတယ်။ဒါပေမဲ့ဂျပန်လူနဲ့မတူတဲ့အချက်ကတော့ထိုင်းလူမျိုးတွေဟာဆေးရည်နဲ့ခြေထားတာမျိုးမဟုတ်ပဲကွမ်းရာကိုဆွဲမဲစွာစားသုံးခြင်းဖြင့်သွားတွေကိုအမဲရောင်ဖြစ်စေတာပါ။ကွမ်းရွက်နဲ့ထုံးတို့ပေါင်းဆက်လိုက်တဲ့အခါထွက်လာတဲ့အနီရောင်ရည်တွေဟာနှွှရှည်လျားလာတဲ့အခါသွားတွေကိုအမဲရောင်အဖြစ်အမြဲတမ်းဆွဲထင်သွားစေပါတယ်။ရှေးခေတ်ထိုင်းလူမျိုးတွေရဲ့အယူအဆမှာသွားအမဲရောင်ရှိတာဟာကျန်းမာရေးနဲ့ညီညွတ်ရောင်တွေမကပဲအလှအပရဲ့စံနှုန်းတစ်ခုလိုပါတက်နှက်ခဲ့ကြပါတယ်။အဲ့ဒီခေတ်ကလူဖြိုးများရဲ့ဆိုရိုးစကားတစ်ခုကတော့ခွီးတွေတောင်သွားဖြူကြတာပဲဆိုတဲ့စကားပါ။ဆိုလိုတန်ကတော့သွားအမဲရောင်ရှိမှသာရင်ကျဲပြီးအဆင့်အတန်းရှိတဲ့လူသားတဦးအဖြစ်ရှုမြင်ခဲ့ကြတာဖြစ်ပါတယ်။ဒီဒလိဟာထိုင်းဘရင်ချူလာလောင်ကွန်းလက်ထက်အနောက်တန်းယဉ်ကျေးမှုတွေစတင်ဝင်ရောက်လာချိန်မှာတော့တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။သွားဖြူဖြူရှိခြင်းကမှခေတ်မီယဉ်ကျေးတယ်လို့ယူဆလာကြတဲ့အတွက်အခုအခါမှာတော့ဒီဒလိကိုထိုင်းနိုင်ငံရဲ့ကျေးလက်တော်ရွာကတက်ကြီးရွယ်အိုတချို့မှာပဲတွေ့မြင်နိုင်ပါတော့တယ်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါဘူးနော်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်